ဟိုသုံးကောင်နေလေးချင်းကလုံနေနင့်ကိုချောင်းနေတယ်မသိဘူးလားမင်းငါတို့မိသားစုပေါ့မင်းဘာလို့အဲ့တော့သစ္စာရှိလာမင်းကငါဘော်တော့သစ္စာမင်းပဲကောင်းတယ်ကျွန်တော်ငါခိုးလို့မတော်တဆဖြစ်တာဟာလက်ခနဲ့မရှိတော့ဘူးပြည့်စိတ်ကြပါဆရာပြည့်စိတ်တင်ရမယ်ထုတ်တိုင်းဓာတိုင်းတွေတင်ရအဲ့စိတ်ယူတက်ခဲ့မှာမသိတော့ဘူးထင်ပါတယ်မင်းတို့ဘာလုပ်နေရချောင်းလေးဟောအေးချောင်းဟာဖေငါမင်းပါလေဟောခုဆုံးကိုကျရင်စတော့ကမှဒါမင်းတို့တော့လောက်ထားတာလေမင်းတို့ကငါတပည့်တွေဖြစ်ပြီးတော့မကြံစီကောင်းမကြံစီရမင်းတို့မလို့လုပ်ရဲမင်းတို့ရောက်ပြီလားလောကမမြင်ဘူးမင်းတို့တော့ဘူးတာဒီကျင်းဟောပါလေဟောတော့လို့သာမင်းတို့တော့လို့ဟောဆရာမင်းမဟောလူတွေဦးဒီဟုတ်စမ်းဒီကောင်လေးစီးမရှိမိမဟဲ့ကြာမိမလုံးတယ်အိုးမိမညောင်းလို့လေလေးချင်းခံလို့နေလေ့ကျင့်ခန်းလုံးမယ်ဆိုလို့ရှိရင်လည်းနေပတ်ဝန်းကျင်ကိုကြည့်ပြီးတော့နေလေ့ကျင့်ခန်းလုံးလေပတ်ဝန်းကျင်ဘာဖြစ်နေလို့တော့ဟိုသုံးကောင်နေလေ့ကျင့်ခန်းလုံးနေနင့်ကိုချောင်းနေတယ်မသိဘူးလားတိခမသိဘူးသူများလေးချင်းခံလို့အဲ့သုံးကောင်ကဘာကောင်တွေလဲနင်သိလားဟဲ့ဘာကောင်နေလဲရင်အဲ့ကောင်တွေကတိုင်းလောကသားတွေတိုင်းလောကသားတွေအမေမင်းမလေးတိုင်းနေနေတာလည်းအတော်ပဲတင်ရမယ်ထုတ်တိုင်းဓာတိုင်းတွေတင်ရမယ်တင်မင်းတော့ဘာလို့သိမှာလဲဘာလို့သိမှာလဲမင်းမစားပိတ်တာမင်းသားလည်းငါမကြားချင်ဘူးမိမငါပြောစရာရှိတယ်မနေ့ကငါကြားရင်ငါခီးသွားစရာရှိတယ်ဟုတ်လားယောက်ျားခီးသွားမှလားဟိုဘယ်လောက်ကြာမှလဲရင်ပြန်မလာတော့ဘူးလားဘာလို့ပြန်မလာမှလဲမဟုတ်ဘူးမားရောလို့ဘယ်လောက်ကြာမှလဲလို့ဘယ်တော့ပြန်လာမှလဲလို့မေးတာလားလောက်ပဲကြာမှာဖြစ်နိုင်ငါမင်းတို့ပါတခါတည်းငါနဲ့တူခေါ်သွားခြင်းအော်ယောက်ျားရဲ့ကိုခီယိုတာလေဖျောင်းဖျောင်းတန်းသွားနော်မိမကလည်းလေနောက်ဆက်မတင်းနဲ့အင်္ဂလန်နောက်ဆက်မတင်းနဲ့မိမအိမ်မှာလိမ့်လိမ့်မမနေပြီးတော့ကောင်းမှုတွေလုပ်ပြီးတော့လေယောက်ျားမြတ်တာပို့ပေးမယ်အမြလည်းဝေပေးမယ်နော်ဟေ့ရရောက်ပါရက်ကနေတာရုခေါ်နော်ဘာလို့တာရုခေါ်မှာမဟုတ်ဘူးဟိုယောက်ျားခီးသွားအနေကင်းအောင်မိမစွတ်တောင်းပေးမယ်လို့ပြောတာပါအေးအဲ့လိုပြောငါခုဘိုက်စားနေပြီငါထမင်းစားမယ်ထမင်းဝိုင်းပြင်လာလိုက်တော့ဟုတ်မိမကြီးရှင်ရကြငါမနေ့ပြန်ခရီးသွားမှာဟုတ်မင်းတို့လည်းငါစိတ်မချသလိုဟိုသုံးကောင်လည်းငါစိတ်မချဘူးတိတ်ချပါယောက်ျားမင်းရဲ့ခန္ဓာကိုယ်မှာဒီဆက်တက်ခံဟမ်ဘာမှစိတ်တော့လုံကြုံရေးဆက်ထူးထူးဆန်းဆန်းနေတက်ချင်မှာယောက်ျားလေဒါနဲ့အဆက်ဘာတွေ့တက်မှာလဲဒါငါပြောပြဟာအဆက်ယူတက်ခဲ့မှာအတင်းတော့ဦးထင်ပါလေဘာလို့မသိတော့ရမှာလဲအဲ့ဆက်ကခြေကျူးရင်ခြေပြတ်တယ်လက်ကျူးရင်လက်ပြတ်တယ်ပုံပုံပြောရရင်ဘာကျူးကျူးအကုန်ပြတ်တယ်မတက်ချင်ပါဘူးယောက်ျားရင်မတက်ဘူးနော်မတက်လို့မရဘူးမင်းတက်တက်မတက်ချင်ပါဘူးတက်ဘူးလာအခန်းထဲသွားမယ်ဘာလို့မလဲအခန်းထဲကိုတက်မလို့ဘာတက်ပါလဲစက်တက်မှာလေလာသွားမယ်မတက်ချင်ဘူးလို့ဟဲ့ရှိလေးလာဗျာဟာမရှိတော့ဘူးမင်းကငါဘော်တော့သစ္စာမင်းပဲကောင်းတယ်ကျွန်တော်ငါခိုးလို့မတော်တဆဖြစ်တာငါကောက်တာလက်ပဲပြတ်မှာပေါ့မင်းအဲ့ဒါပြက်စီရလားမင်းတော့ကမင်းမျက်နှာကလုံးဝမမြင်ချင်ဘူးသွား
သွားကွာတောင်းနေခက် ဒါဆရာဆရာတပည့်ကိုယုံကြည်လိုက်ပါဆရာဆရာတပည့်ကအရင်သစ္စာရှိပြီဆရာနော်ဆရာပေါ်မှာလည်းအရင် ပြမင်းလက် ဗျာဗျာ လက်ပြ ဒီပါဆရာ အဲ့ဘက်လက်မဟုတ်ဟိုဘက်လက်ဟာလက်ကလေးမရှိတော့ဘူး ဟိုပြည့်စိတ်ကြိုက်ပါဆရာပြည့်စိတ် ဟာပြောစိတ်ကလည်းလက်ကလေးပြတ်မလားကွာမင်းက ဟိုပြည့်စိတ်ကြိုက်တော့လေလက်ကရောင်းလာတယ်ဆရာရောင်းပုတ်လာဖြစ်လိုက်တာဆရာရဲ့ ဟာမင်းလည်းငါ့ဘော်တော်တော်သစ္စာမရှိတဲ့ကောင်ပဲ မဟုတ်ဆရာ မင်းမလားငါမင်းကျူသွားမင်းလည်းတော့သွားကွာကြောက်စောကြီးလက်ပြမင်းမစုံမင်းတော့မင်းငါတို့မိသားစုပေါ့မင်းဘာလို့အဲ့တော့သစ္စာရှိလဲစောကြီးမင်းကဘောက်စုဘောက်ပေးချင်လို့ပြောစမ်းပါကွာမင်းငါတို့နှစ်ယောက်ပေါ့ဘာလို့အဲ့တော့သစ္စာရှိလဲပြောစမ်းပါကွာလောက်ပါငါရမ်းသိချင်တယ်လို့မင်းပြောစမ်းပါမင်းကဘာမှမလုပ်ပါဘူးကွာမင်းပြောစမ်းပါမင်းရဲတင်းသာပြောစမ်းပါဟာမင်းစားခိုင်းရှာမရှိတော့ဟာမင်းကွာငါတော့မင်းကိုသစ္စာရှိဆုံးလို့ထင်ထားတာမင်းကိုစိုးနေတယ်တလုံးစားရဲ့